ကျွန်တော်ဆော့ပြတ်ထားတဲ့လူတွေကတော့ကျွန်တော်တို့ကပြီးရမယ်ဗျာနောက်တစ်ယောက်ကလိုက်ဖမ်းမှာဖြစ်ပါတယ်ပြီးဖို့ကမလွယ်ဘူးဗျာခုဆော့ပြတ်ထားတာတော့ခါ20လောက်ရှုံးထားတာမျိုးရဲ့ဘယ်လိုကိုလဲဆော့ကြည့်ဗျာဘယ်လိုလဲနေရာလဲဒီမှာနိုင်မှာပါဗျာဒီတောင်းကြီးကိုကျွန်တော်ရဲ့ channel မှာတွေ့ပေးထားပါတယ်ဗျာကျွန်တော်ရဲ့အကောင့်ကိုလည်း follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်ဗျာ